အစာကလိုက်ကွာတယ်လို့နေထောင်နေစီရိုက်နေလာမရှတန်တဲ့မှုကနေရလောက်တဲ့ဘာနဲ့ဒီစပရနော်ဘောတုတ်ခေါဆခွေခါရှုစဝဲခုလို့ငပုတ်တော်နော်ဂိုင်လာမရှော်နေတဲ့လကခွိနရီအထောအော်လိုအေယာရီခတ်တော့ငပုတ်တော်ဝိတာဝိငယုတ်ကောင်အုံကျူကြည့်တုတ်ခေါဆအဖို့ရခွေခါစုစဝဲခုနော်အကြာပသိစပရအဖို့ဒီဘောပါတရားတို့ပတရားပါနော်လို့ပနလခါဆူဝဲအလူလစဒုစခါလကိုက်ပါလာနတုတ်ခေါဆနောကခွေခါရှုဆနောပတခိုယူလမနာအခါပရှားဆိုင်လာလဖန်တဖန်နောလောက်ကျုပ်ဝေအောင်နောအကြောင်းလက်ဝံဖို့ဒီလောက်သူပတိယပါနော်လောလေယာရီခတော့ဘစဒုစရခိုင်ဆောက်လန်ကလခိုင်အေယာရီဖန်ဝိတ်တော်လနနရောတိုင်ဝိုက်ထားစဒုစရယောကကပဒဆက်အကခါစဖန်လဖာပုတ်ဆက်နိထီကြောက်လဖာဖောက်ဆက်ခိုင်ဘန်ကာနိထန်တန်ထုံဝေခိုင်ခုတော့မာဝေအကြောင်းပတိယပါနော်လောပတိဝိတ်တော်ဖန်ကန်ကြီးတော်ဝိတ်တော်တဲ့ဟဲဂျီကလောလဖာအားအခဲအော်တို့အခါအရာရောကမလဝစပရဆအကဂိုင်နုလအဝီနော်အကြောင်းပတိယပါဒိနော်လောထောက်ကောနော်ဆတ်ထလလာဖေဗျူအရီနီစီလီဒါနော်လောဝပူတော်ဝိတ်တော်ဖန်တဘံဘူးလဖာကဘာမာတုစမာအကထိုင်ဖောက်ကိုဆာအဝေကပရှားအကားအောင်လိစီပလေရုတ်တဲ့နက်ခေါလက်ဆောက်ပါပရှားတိမွတ်ပါနော်အကြောင်းလောက်ဝံဘူးတီလောက်တို့ပတိယပါနော်လောစတ်တိုအေယာရီခတော့ပါတုတ်ခေါဆလဖာနော်ကိုဆကဘာမာတုစမာပရှားလဖာရောပုပတိယဝေအောင်အေးတဲ့ထိုင်ကိုဆဝေကျုပ်ဆဝေအောင်နော်အခိုင်မုနာအခါဝင်းဝါလို့တုတ်လိုက်သူလဖာကပန်းယူလဖာကလော်ယူဆအောင်နော်အခိုင်ပတိယပါနော်လောတာဘဝိတော့ဘတုတ်ခေါဆန်တဲ့အရခတုမှုအေစုတ်ကောတုတ်ဒီအကလစလို့ဆရာခိုင်ဆောက်လာကတာဘကျတုကွေးမကြီးစီနော်ဘူးတဲ့စုတ်ကောတုတ်ဒီနော်လော်ယူတုတ်ဆအောင်ဝင်နော်အကြောင်းပတိယပါနော်လော